အားလုံးပဲမင်္ဂလာပါဒီကားကတော့ Honti လို့မရလို့ပြုတ်ပြင်ပြီးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အခုက Honti နေပါတယ် Hontan မထွက်တာဖြစ်ပါတယ် Hontan မထွက်လို့ပထမဆုံးက fuel တွေအကုန်လုံးစစ်ဆေးပြီးတာဖြစ်ပါတယ် fuel တွေအကုန်လုံးကောင်းပါတယ်အဲဒါကြောင့် Horn relay ကိုဖြုတ်ပြီးမှလဲကြည့်တာဖြစ်ပါတယ် Horn relay ကိုဖြုတ်ပြီးမှတခြားဒီမှာတန်ချီတန်နေတာပြေးလိုက်ပါတယ်အဲ့ဒါနဲ့အဖြစ်ထဲပြေးလိုက်တာဖြစ်ပါတယ်ဒီမှာ Horn relay အတစ်ဖြစ်ပါတယ်ဒီဟာ relay အတစ်တက်ပြေးတာဖြစ်ပါတယ်ဒီနာမှာ Horn ရှိပါတယ် Horn relay ဖြစ်ပါတယ်အဲ့ဒါအခုကဆန်းချီတာဖြစ်ပါတယ်ရမရအခုက Honti လို့ရတော့ပါပြီအဲ့ဒါကြောင့် Honti လို့မရလို့ fuel တွေအကုန်လုံးစစ်ဆေးပြီးတယ်အဲ့ဒါနဲ့ relay ထဲပြီးလို့အခုကကောင်းသွားပါပြီအားလုံးကိုချီးတင်ပါတယ်